ဘာရောက်ခါကြီးပြောတယ်လဲလို့ရှိရင်တို့ရဲ့သက်တော်တရားပေါ့အာတက်ပြီးတရားနဲ့ခုနှစ်ပေါ့ပဲခဏဝါရောက်မှာအာဝိဒါကပြီးကြွားပြီးတော့သာလုံးဒီနာသာလုံးဒီနာဆိုတာသူ့ရဲ့အမေသူ့ဒီစိတ်ကိုနိုင်ရဆန်တော့တော့သာတို့ရဲ့အမေပဲပေါ့နတ်တရားတော့နတ်သားဖြစ်သွားတယ်နတ်တရားတော့ဘာဖြစ်သွားလဲအဲ့ဒါသာတို့ဒီနတ်သားစိတ်နတ်သားအခုတဲ့နတ်ဓမ္မပေါင်းတို့ကအဘိဓမ္မာကိုလည်းပြန်သွားပြီးတော့ကျေးဇူးဆက်တရားဟောတယ်ဘာသာတရားဟောတယ်အားလုံးကသွားကြသက်စွာပြလည်းကျေးဇူးဆက်တယ်အမေကိုဒီကျေးဇူးဆက်ပေါ့ရှင်သာရိပုတ္တရာကြီးရတယ်သူ့ဝေးတဲ့အဝေးသူ့ဝေးစဉ်ကတော့အခမ်းမှာတော့တိုက်ခန်းနဲ့ဝေးတာသူ့အမေဝေးတဲ့အခါပြန်ပြီးသူ့ကိုကျေးဇူးဆက်တယ်။အဲရရန်တော်ကိုကျေးဇူးဆက်တယ်ကွ။အဲရရန်တော်ဘာလို့ကြားတယ်။ဘာလို့ဘုန်းကြီးတို့ကဘာလို့လဲဆက်ရမယ်ဆိုတော့သိထားဘောပါရလား။အဲရဝိဓမ္မာကိုလည်းကြောင်းကျေးဇူးဆက်တရားဝဲဟောတာပြီးသွားတဲ့အတွက်ကြောင့်လာပြီးကြရင်ခဏတော့ကြားမယ်။ဒါတရားဝဲပြီးလာပြီးကြရင်ကလူကြီးပြန်ကြွမယ်။သက်တော်တွေကတရားမင်းကိုအမိတ်ရှိတော့တရားမင်းကဇောင်းသားသုံးခုခံသေးတယ်အလုံးပြီးသားပါပဲကွယ်ရွှေဇောင်းသားရဲ့ဗေမြားဇောင်းသားရဲ့ဝေဇောင်းသားရဲ့သုံးခုသက်တော်ဘုရားကဗေမြားဇောင်းသားကကြွမယ်ကွယ်ငယ်ဇောင်းသားကကြွမလဲရွှေဇောင်းသားကနတ်တရားလိုက်ပို့လိမ့်မယ်ငွေဇောင်းသားကဓမ္မာတွေကလိုက်ပို့လိမ့်မယ်အဲဒီကမှဝိသုဒ္ဓရဲ့တရားမင်းကဝိသုဒ္ဓရခရုပင်ကိုပုတ်မယ်ဒီတော့မှသဟပတိဓမ္မာမင်းကြီးကရှင်းပြီးတော့မိုးပြီးတော့လိုက်ပို့မယ်။သာသားတွေကကြံလေးတဲ့ငါကိုရင်တို့ရှင်းပြောတာဟုတ်ရဲ့လား။အဲ့ဒီအစီအစဉ်ကိုကြည်တာအဲ့ဒီအချိန်မှာသက်စွာဘုရားလောကဝိရဏဘိုးလို့ခေါ်တယ်။နတ်ကလည်းလူကိုမြင်စေလူကလည်းနတ်ကိုမြင်စေသက်စွာဘုရားလောကဝိရဏဘိုးတော်နဲ့ဆောင်ရွက်လိုက်တာနတ်ကလည်းလူကိုမြင်လူကလည်းနတ်ကိုမြင်ရတယ်။မယ်လေးလေကျိုလာပြီလေတဲ့လေအားပဲအခါကြီးရဲ့ကြီးကဘလောက်များကြီးတယ်ဆိုမပြောပြတာတော့ကြီးပြလားကဘာမှာကြားဖို့လည်းလူကလည်းတက်ကိုကြိုက်တယ်မြင်ဖို့နတ်ကလည်းလူကိုကြိုက်တယ်မြင်ဖို့မဖြစ်နိုင်ဘူးဘုရားကြွလာတဲ့အခါကျတော့ဖြစ်သွားပြီလားအဲ့ဒါကိုအာယုံပြီးတော့သက်စွာဘုရားလူကြီးကိုပြန်ကြွပြီလားဒီတိုင်းလေးမနေနဲ့အမှုမမဲ့မနေနဲ့ဘုရားတုတိဘာဝနာနဲ့ကြိုးရမှာဘာနဲ့ကြိုးရမှာလဲဘုရားတုတိဘာဝနာစီမိနန္ဒပါရေချမ်းအရာကတမျိုးကုသိုလ်ရတယ်ဘုရားတုတိဘာဝနာနဲ့ကုသိုလ်ရတမျိုးရတယ်တရားမှပြီးတိုင်းတာတမျိုးရတယ်ဟုတ်ပြီလားအဲ့တော့သမထဘာဝနာကုသိုလ်ခေါ်ပါပဲဘုရားတုတိဘာဝနာနဲ့မြတ်စွာဘုရားကျေးဇူးဆက်ပွဲနတ်တရားနဲ့လူပြည်ပြန်ကြွဖို့အာနဲ့တူမယ်ဘုရားဘုံတော်နဲ့တူမယ်ဘာနဲ့တူမလဲဘုံတော်ကိုရုပ်ဖတ်ပူဇော်ပြီးတူပဲပြောတာတူရပြီလားအားလုံးလည်းကိုကြည်တိုင်းဆို